ထောက်ခံမှုတွေရခဲ့ပေမဲ့အနာဂတ်ကတော့မလွယ်တဲ့ Infantino FIFA ဥက္ကဋ္ဌ Infantino ကအဖွဲ့အစည်းတွင်းယာရုတီမြဲရဲ့အတွက်အကြက်တဲနဲ့အပြင်းထန်ရင်ဆိုင်နေရတာအားလုံးသိပါပဲဒီချိန်မှာမော်ရိုကိုနိုင်ငံမှာပြုလုပ်ခဲ့တဲ့အရေးပေါ်အစည်းအဝေးပြီးမှတော့ Infantino ဟာ FIFA ထိပ်ပိုင်းခေါင်းဆောင်တွေရဲ့အပြေးအဝထောက်ခံမှုကိုပြန်လည်ရရှိခဲ့ပါသည်ဒီအရေးပေါ်အစည်းအဝေးက FIFA ရဲ့ share တွေကိုပုဂ္ဂလိကယင်းနှိမ့်မြှုပ်နှံသူတွေစီကိုရောင်းချဖို့ကြိုးပမ်းခဲ့တဲ့ FIFA Forward Enterprise FFE စီမံကိန်းပျက်စီးသွားခဲ့ပြီးနောက်မှာရုတ်တရက်ပေါ်ပေါက်လာတာဖြစ်ပါသည်Infantino ရဲ့ဒီစီမံကိန်းအပေါ်ကမ္ဘာဘောလုံးအဖွဲ့အစည်းအသီးသီးကပြင်းပြင်းထန်ထန်ကန့်ကွက်ခဲ့ကြတာကြောင့်အသက်56နှစ်အရွယ် Infantino ရဲ့ဥက္ကဋ္ဌယာရုကပြောလို့နေနေလောက်ခါသွားခဲ့ရပါသည်။ဒါပေမဲ့မော်ရိုကိုနိုင်ငံရာဘတ်မြို့မှာပြုလုပ်ခဲ့တဲ့အရေးပေါ်အစည်းအဝေးပြီးမှာတော့ FIFA ထွေထွေအတွင်းရေးမှူး Matthias Grasdorp နဲ့စီမံခန့်ခွဲရေးဘုတ်ဖွဲ့ဝင်တွေက Infantino ကိုဆက်လက်ထောက်ခံကြောင်းသတင်းထုတ်ပြန်ခဲ့ပါသည်။ Infantino ကလည်းသူ့ရဲ့ Instagram ကောက်မှာအစည်းအဝေးတက်ရောက်သူတွေကသူနဲ့ Grasdorp တို့ရဲ့ယာရုနေရာတွေကိုအပြေးအဝထောက်ခံခဲ့ကြသလို FIFA ရဲ့ဂုဏ်သိက္ခာကိုထိခိုက်လာမဲ့မြေတီးတိုက်ခိုက်မှုကိုမဆိုလက်ခံမှာမဟုတ်ဘူးလို့ရေးသားခဲ့တာတွေ့ရပါသည်။အမှန်တော့ထွေထွေအတွင်းရေးမှူး Grasdorp ကိုယ်တိုင်က Infantino ရဲ့အဆိုပါ share ရောင်းချရေးစီမံကိန်းကိုကြိုတင်သိရှိခဲ့ခြင်းမရှိဘဲဖြစ်တင်ဝေဖန်ခဲ့သူဖြစ်ပါသည်။ Grasdorp က FIFA ဝန်ထမ်းတွေစီကိုပေးပို့တဲ့စာထဲမှာပုဂ္ဂိုလ်ရေးဆိုင်ရာမတည်ငြိမ်မှုတွေနဲ့စိတ်ပြတ်စရာကိစ္စရပ်တွေကလာပြီးရင်ပြန်ထွက်သွားတာပါပဲလို့ရေးသားခဲ့ပူပါသည်။ဒါပေမဲ့ရာဘတ်မြို့မှာပြုလုပ်တဲ့အရေးပေါ်အစည်းအဝေးပြီးမှာတော့ Infantino နဲ့ Grasdorp တို့ကအမျိုးသမီးအာဖရိကဖလားပွဲစဉ်ဖြစ်တဲ့ဇမ်ဘီယာနဲ့မလဝီတို့ပွဲစဉ်ကိုပြုံးပြုံးရွှင်ရွှင်နဲ့အတူတကွတက်ရောက်ကြည့်ရှုခဲ့ကြတာကိုမြင်တွေ့ခဲ့ရပါသည်။အဆိုပါအစည်းအဝေးကို Grasdorp ပြင် FIFA ရဲ့ဘောလုံးအသင်းများဆိုင်ရာအရာရှိချုပ် Mama Eve ဥပဒေရေးအရာရှိချုပ် Garcia Ceballos ဗန်နာရေးအရာရှိချုပ် Thomas Pereira ရုံးအဖွဲ့မှူး O'Dwyer Media Director Brian Swanson နဲ့လူဆောင်အရေးမြင့်ဆိုင်ရာအရာရှိချုပ် Kimberly Morris တို့တက်ရောက်ခဲ့ကြပါသည်။ FFV စီမံကိန်းနဲ့ပတ်သက်ပြီးတော့အမှားယွင်းတွေရှိခဲ့ကြောင်း FIFA ဘက်ကအစည်းအဝေးမှာဝန်ခံခဲ့ပါသည်။မူဝါဒချမှတ်သူတွေအဖွဲ့ဝင်အသင်း211သင်းကိုချန်လှပ်ထားခဲ့တယ်လို့ဖြစ်သွားတာတွေအတွက်တည်တံ့တောင်းပန်ခဲ့ပြီးနောက်မှာဒီလိုအမှားမျိုးထပ်မဖြစ်စေဖို့ကတိပြုသွားခဲ့ပါသည်။ဒါပေမဲ့ Infantino က FIFA ဝန်ထမ်းတွေကိုလှည့်ပြောင်းခဲ့တယ်လို့ဝေဖန်ခဲ့တဲ့ FIFA ရဲ့ပြိုင်ပွဲဆိုင်ရာအရာရှိချုပ်ကာဗင်လာမာကတော့ဒီအစည်းအဝေးကိုတက်ရောက်ခဲ့ခြင်းမရှိပါဘူး။လက်ရှိမှာ Infantino ပေါ်ပြင်ပဖိအားတွေကပုံမပြင်းထန်နေပါသည်။ကမ္ဘာဖလားပွဲစဉ်တွေကိုအတူတကွပွဲထွက်ခဲ့မှုတဲ့ကနေဒါဝန်ကြီးချုပ် Mark Carney ကInfantino ရဲ့လုပ်ရက်ကအုပ်ချုပ်ရေးပိုင်းဆိုင်ရာကြီးမားတဲ့ပြတ်ကွက်မှုဖြစ်ပြီးသူ့အပေါ်ယုံကြည်မှုမရှိတော့ကြောင်းပုံမှန်လင်းလင်းပြောကြားခဲ့ပါသည်။ဒါပြင်ဂျော်ဒန်ဘောလုံးပွဲချုပ်ဥက္ကဋ္ဌမင်းသားအလီဘင်အယ်ဟူစိန်ကလည်းFIFA ရဲ့လုပ်ရက်ကချင်းချောက်ငွေတောင်းခံမှုပုံစံမျိုးဖြစ်နေပြီးဘယ်တော့မှထောက်ခံမှာမဟုတ်ဘူးလို့ဆွဆွဲခဲ့ပါသည်။ UEFA က Infantino ကိုယာရုကနေနှုတ်ထွက်ဖို့တောင်းဆိုထားသလိုအင်္ဂလန်နဲ့ဝေလဘောလုံးဖွဲ့ချုပ်တွေကလည်းလာမယ့်နှစ်ရွေးကောက်ပွဲအတွက် Infantino ကိုပေးထားတဲ့ထောက်ခံစာတွေကိုပြန်လည်ရုပ်သိမ်းဖို့ပြင်ဆင်နေကြတာပါ။ကမ္ဘာဘောလုံးဖွဲ့စည်း FIFA ရဲ့ထိပ်ပိုင်းခေါင်းဆောင်တွေက Infantino ကိုထောက်ခံကြောင်းပြသခဲ့ပေမဲ့ဒါဟာပြဿနာတွေအားလုံးပြေလည်သွားပြီလို့ဆိုလိုတာတော့မဟုတ်ပါဘူး။အဖွဲ့ဝင်အသင်းတွေရဲ့ယုံကြည်မှုပြတ်ပြားသွားတာနဲ့အမျှလာမယ့်မတ်လရွေးကောက်ပွဲမှာ Infantino အနေနဲ့စိန်ခေါ်သူတွေနဲ့ရင်ဆိုင်ရဖို့ရှိနေပြီးဘောလုံးလောကရဲ့ဩဇာအာဏာလွန်ဆွဲပွဲကတော့အခုမှပုံမပြင်းထန်လာခဲ့တာဖြစ်ပါတယ်။ဘောလုံးဖွဲ့စည်းတွေရဲ့စီးပွားရေးဆန်တဲ့လုပ်ရက်တွေနဲ့ပုဂ္ဂလိကယင်းနှိမ့်မြှုပ်နှံမှုတွေကဘရိတ်တက်တဲ့အသင်းတွေရဲ့အကျိုးစီးပွားကိုကြောခိုင်းလာတဲ့အခါအာဏာစိန်ခေါ်မှုတွေဖြစ်လာစေမြေပါ။ Infantino အနေနဲ့အတွင်းပိုင်းထောက်ခံမှုရရှိခဲ့ပေမဲ့လည်းဥရောပဖွဲ့ချုပ်အပါအဝင်ကမ္ဘာဘောလုံးလောကရဲ့ယုံကြည်မှုတွေကိုပြန်လည်တည်ဆောက်နိုင်ခြင်းမရှိရင်တော့လာမယ့်ရွေးကောက်ပွဲကသူ့အတွက်ယာရုကနေဆင်းပေးလိုက်ရမယ့်အဆုံးသတ်ဖြစ်သွားနိုင်ပါတယ်။